ကျွန်တော်နာမည်ရတော့ထက်ခိုင်ဆိုဒါပေမဲ့ကျွန်တော်တို့တော်လေးမှာတပိတ်တွေမှာပါဝင်ခဲ့တော့မောင်စိန်ဆိုတဲ့နာမည်နဲ့ပါဝင်ခဲ့အောင်ဘန်နာရဲ့နောက်ကွယ်ကလူတယောက်ဆိုတော့စင်ပြေတာပေါ့နော်အဲ့လိုဆိုရင်တော့ဖြစ်နိုင်ပါတယ်အဲ့ကြောင့်ဆိုတော့6ရက်နေထွက်လာကြတော့သူတို့ရှေ့မှာဘန်နာတွေနဲ့ထွက်ကြတယ်ထွက်ပြီးတော့6ရက်နေမှာလဲထဲမှာဖြိုခွင်းခံရပြီးတော့ကျွန်တော်တို့ဒီလူတွေကိုဆက်ပြီးတည်သွားတာပေါ့နော်ကြည့်မနိုင်ဘက်တည်သွားတာတော့အဲ့လိုခေါ်သွားတဲ့အချိန်မှာဘန်နာမရှိတော့ပထမဆုံးကျွန်တော်မှစပြီးတော့ပိတ်စာသားဝယ်ပြီးတော့ကျွန်တော်ချက်ချင်းလမ်းပေါ်မှာပဲရေးပြတယ်ဆိုတော့အဲ့ရနေပြီးတော့အဲ့လိုရေးလာလိုက်တာပေါ့နော်ဆိုတော့ဟိုးရှေ့တုန်းကလည်းအဲ့ဒါတွေရေးဘူးပါတယ်ရေးလာလိုက်တာဒီကျွန်တော်တို့ပျောက်ကြားတပိတ်တွေဖြစ်လာတဲ့အထီပေါ့အဲ့ဒီမှာကျွန်တော်တို့နေလို့မရတဲ့အခြေအနေအဆုံးမှာ2021နောက်ဆုံးပိုင်းပေါ့နော်နှစ်ကုန်ပိုင်းလောက်ထိကျွန်တော်ပျောက်ကြားသပိတ်ရန်ကုန်ကပျောက်ကြားသပိတ်ကတော်တော်များများပေါ့နော်တော်တော်များများကျွန်တော်ဘန်နာတွေကျွန်တော်ရေးခဲ့လူတွေသဘောကျပြီးကြိုက်တာပေါ့နော်အဲ့လိုအရန်ကာလာရကြိုက်တာတော့ဘာလို့ဖြစ်တာတော့တောင်တန်းပြည်မှာညီညွတ်ကြတယ်2021ကျန်တာတွေတော့ပြောရရင်တော့အမှတ်ရတယ်ဘန်နာနဲ့ပတ်သက်လို့မှတ်ရတယ်အများကြီးပဲဆိုတော့တပိတ်စုံတပုံထားတော့ပြီးတော့ဒီဗာလဲရှစ်လေးလုံးဟာတွေပေါ့နော်ဒီလူတိုက်ပွဲတို့တူရုံဆိုတာပြီးဆုံးသေးတဲ့ရှစ်လေးလုံးပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီဗာလဲအာဇာနီယာ6မကပါလေနော်လူမျိုးကြီးဝါဒဖယ်ရှားကြအာဇာနီယာ6မကအဲ့ဒါတွေနဲ့တော့ကျွန်တော်မှတ်ရရတော့ဖြစ်တယ်ကျွန်တော်ရေးမသိတာလေတိတ်တော့ပြဿနာတော့မဟုတ်ဘူးပြဿနာမရှိကျွန်တော်တို့တော့အများကြီးပြဿနာမရှိဒါပေမဲ့ကတော့တချို့ message တွေပေါ့နော်တချို့ message တွေကိုဒါတွေကတော့ဒါတလန်လားပါလားဆိုတဲ့ကိစ္စမျိုးတွေရှိခဲ့တယ်ဗျာသိလားအချိန်ကလေးကလည်းဒီဒေါ်လာကြီးကဝေဝါးတွေပြည်သူကဖြစ်ခဲ့တာအများကြီးပဲနော်ကျွန်တော်82နာရီစောင့်ခဲ့ရတဲ့အားတွေတို့ဘာတွေတို့ဒါမျိုးတွေပေါ့နော်လူဦးဒေါ်လာကြီးဆိုတော့ဘယ်ကောင်သတ်မှတ်လိုက်တာလဲပေါ့ဆိုတော့အဲ့လိုပေါ့နော်ဆက်ဆောက်ဆုံးတော့ဟဲ့နင်တို့ဘာရေးနေရလဲဆိုတော့ပြောကြတယ်စုလိမ္မာပြောတာလူဦးဒေါ်လာကြီးဆိုရဲစာကိုကျွန်တော်တို့ကကတ်တရားလမ်းပေါ်မှာရေးကြတော့လေပြောတယ်ဘာလဲပေါ့အဲ့ဒါဘာကြီးလဲပေါ့လူဦးဒေါ်လာကြီးဆိုဘာလဲပေါ့လူဦးဆိုတာဘာလဲပေါ့သူအဲ့လိုမေးကြနှမ်းကြနောက်ပိုင်းကျတော့လူဦးဒေါ်လာကြီးဆိုတာလေအဲ့လိုအကုန်လုံးခေါ်ပြောကြတာဖြစ်လာတယ်နောက်တစ်ခုဆိုကျွန်တော်တို့နှောင်ရိုးမှတပါဆုံရှုံးရရှိတယ်ဗျဆိုတော့အဲ့ဒါကတပိတ်တည်းနောက်မှထွက်တာဗျဟိုစုလေမှာကျွန်တော်တို့ဘန်နာတွေချိတ်ကြတဲ့ကကျွန်တော်တို့အားလုံးရေးခဲ့တာဟုတ်ဒါကတော့ခုနကကာမက်ရဲ့စကား we have nothing to lose but our change ဆိုတဲ့ဟာကိုကျွန်တော်မြန်မာလိုဘာသာပြန်ပြီးတော့ရေးတာတကယ်တော့ဖိနှိပ်မှုနှောင်ကျိုးမှတပါကျွန်တော်တို့ကဘာမှဆုံးရှုံးရမရှိဘူးဆိုတော့ပြောရတယ်ဒါကတော့ left fit တွေဖြစ်တယ်ပေါ့ဒီတွေးခေါ် user ကတော့လက်ဝဲဆန်တယ်ဆိုပြီးတော့အဲ့လိုသမုတ်ကြတဲ့ကိစ္စတွေလည်းရှိတယ်ပေါ့နော်ဒါကလည်းတကယ်လက်တွေ့မှာကြတော့လေတကယ်ကျွန်တော်တို့မှဆုံးရှုံးကြရတယ်ဘာဆိုဘာမှမရှိတော့ဘူးကျွန်တော်တို့ကြုံအောင်လာတဲ့နှောင်ကျိုးပဲ